နိုင်ငံမှာဘူးမှမလုပ်ထားဘူးတဲ့ Imani ဖက်နက် review ဖြစ်ပါတယ်ဆိုတော့ spotlight ကရေကြိုးဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ဖက်နက် review လုပ်မှာဖြစ်ပါတယ်ဘာဖက်နက်လဲဆိုတော့မြန်မာနိုင်ငံမှာဘူးမှမလုပ်ထားဘူးတဲ့ Imani ဖက်နက် review ဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ရဒီထဲမှာပါစိတ်မကောင်းစွာနဲ့ပဲ Imani ကဖက်နက်ဘူးတော့မရတာပါဘာလို့လဲဆိုရင်ကာစတန်ရုံးမှာဒီဖက်နက်ဘူးတွေပေးမတယ်လို့ဆိုပြီးကျွန်တော်တို့ဖက်နက်ဘူးတော့ပါမလား original ဘူးတော့ကြမ်းခဲ့တယ်ပေါ့နော်ဆိုတော့ဆက်လိုက်ရသူ့မှာကဆိုးအပူပါပါတယ်လုံးဝ Imani ကထုတ်ထားတဲ့ဆိုးဒီဆိုးကလိုချင်တော့ဝယ်ရခက်တဲ့ဆိုးဖြစ်ပါလေဒီမှာဆိုးပြအပူပါလာမယ်ဒန်ဒန်လာပြီနော်အိုးကြသိန်းအောင်ထားတယ်ဗျာရှိုးလိုက်တော့ဒီမှာကျွန်တော်ဒီလိုပြလိုက်မယ်ဘာရောင်လေးလဲဆိုတော့အဖြူမှာအပြာဆက်ထားတဲ့ကောင်ဖြစ်ပါလေလှကြဗျာရောက်ချင်းအောင်ဖွင့်ကြည့်တဲ့အချိန်မှာတော်တော်လေးလှရဗျာလိုချင်သွားလုံးဝလိုချင်သွားပထမဆုံးဖနက်ကိုကင်လိုက်ရတဲ့တိတိကျကျအချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ဖနက်ကိုပေါ့မှကြိုက်တဲ့လူတွေအလားမှကစားကြည့်နေတဲ့လူတွေဒီဖနက်ကတော့အဆင်မပြေပါဘူးဘာလို့လဲဆိုတော့ဒီဖနက်ကတော်တော်လေးလေးပါတယ်ပုံမှန်ဖနက်တွေထဲဂျိုမာရီဂက်ရီဘောင်ဂျိုကိုဆာလာစပတ်လို့ထက်အများကြီးလေးပါတယ်သူ့ရဲ့ဆိုးပြားကတော်တော်လေးထူပြီးတော့မာတဲ့ထဲမှာပါပါတယ်ကျွန်တော်လည်းသူဖနက်ကိုအနီးကကြည့်လိုက်ရအောင်ဒီမှာကြည့်ပါဖနက်ကတော့သူကအပြာတွေဒီမှာသူ့ရဲ့ Imani စိတ်တွေပါမယ်ဒီအဖြူပေါ်မှာ Imani စိတ်တွေပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့တိုးပိုင်းကိုကြည့်လိုက်ဒီမှာသူက leather touch လောက်ထားပြီးတယ်အဓိကဘောလုံးထိချက်မမှန်နဲ့ soft ဖြစ်အောင်လုပ်ထားပြီးတဲ့ဒီမှာ leather အပတ်တွေပါပါမယ် okay အားတစ်ခုပြီးလို့ရှိရင်သူ့ရဲ့ဒီမှာရှာပေါ့နော်ရှာမှာဆိုရတဲ့အတိုင်းပဲဒီမှာ Imani စိတ်ပါရဲ့သူ့ရဲ့ဒီဘက်ဘေးတွေနှစ်ခုခွဲတာဒီဟာဆိုလဲကိုင်းလို့အရန်အကောင်းတယ်ဗျာရှမိုင်းသားလေးအီလေးအကောင်လေးထည့်ပေးထားတယ်โอเคသူကဖနောက်မှာတော့ Imani စာတန်းပေါ့နော်အထာကြတယ်နော်မြင်လို့ရတယ်လုံးဝအထာကြတယ်ပြီးလို့ရှိရင်ဒီမှာစာတန်းလေးရေးထားတယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ logo အောက်မှာစိုးပြမှာထည့်ပေးထားတယ်ဒီမှာတော့ Imani ပေါ့နော်โอเคဖနက်ဒီဇိုင်းကတော်တော်လေးလှရတယ်လုံးဝ clean ပေါ့နော်ဒါအပြာနဲ့ဖြူနှစ်ရောင်ပဲသုံးပြရတယ်ဓမင်းရောင်ဘာမှမထည့်ထားဘူးအဲဟိုဖနောက်မှာမှဒီအပြာလေးနဲ့ပဲထပ်ပတ်ပေးထားရပါတော့ဒီဇိုင်းကတော်တော်လေးလှတဲ့ထဲမှာပါပါတယ်ဆက်ပြီးတော့ specification တွေဆက်ကြည့်လိုက်ရအောင်သူကဒီမှာဒါသူ့ရဲ့ဒစိမ့်လေးပါနော်ဒီမှာ H ဆိုတဲ့ဒစိမ့်လေးကိုဒီမှာတက်ပေးထားတယ်โอเคလို့ရှိရင်သူက model ကဒီမှာရေးပေးထားပါတယ် Imani 5 Pro ပေါ့နော်နှစ်ပါး leather version ပေါ့နော်ရိုးရိုး version မဟုတ်နှစ်ပါး Imani 5ပေါ့နော်5 Pro ပေါ့နော်အကောင်လေးပါမယ်လို့ရှိရင်သူရဲ့ tab လေးပါပါမယ်ဒီမှာ tab လေးโอเคဖနက်ကရိုးရိုးရှင်းနေတော်တော်လေးလှရဲဒီမှာပါပါတယ်ဒီလိုပြမယ်နော်အိုးလှရနော်ဒီမှာဒါโอเคဆိုတော့ဆက်ပြီးပြပါမယ်ဒီဖနက်ကဘယ်လိုမျိုးရဲ့စီးတင်နေဆိုရင်နောက်မှာကစားရဲလို့လေဖီဆိုသမားတွေအတွက်တင့်တော်တယ်လို့ရှေ့မှာကစားရဲပြီးပေါ်သမားတွေအတွက်လုံးဝတင့်တော်ပါလေဒီဖနက်ကစိုးလုံးဝထူထူတဲ့မမာလေးဖြစ်တဲ့သူကဘောဖီလင်ပေါ့နော်အတန်ကြတာမသိနော်ဘောကွန်ထရိုးလေးမှာလုံးဝတိတိကျကျခံစားရဖြစ်ပါတယ်တိုးထိုးရဲ့ဘိုင်းမှာဆိုရင်လုံးဝမမာလေးဗျာဒီအောက်က share ပဲเนาะတိုးထိုးရဲ့ဘိုင်းမှာလုံးဝအဆင်ပြေတယ်အဲ့တော့ဒီဖနက်မျိုးကဘယ်လိုမျိုးရွေးချယ်တင်နေလဲဆိုရင်ဖီဆိုသမားနဲ့ပြီးပေါ်သမားတွေလုံးဝရွေးချယ်တင်ပါတယ်ဘယ်လိုမျိုးရွေးချယ်မတင်ဘူးလဲဆိုရင်အလာမဆော့တဲ့သမားတွေလုံးဝအဆင်ပြေပါဘူးဒီဖနက်ကလေးပြီးတော့တကယ်တမ်းရှူရင်ကန်လေးမှာထွက်ပေမဲ့အရေးအကြောင်းရဲ့ဒီ pick up ပြီးရဲ့အချိန်မှာဒီလိုမျိုးသမားတွေမှာလုံးဝအဆင်ပြေပါဘူးဒီဖနက်ဆိုတော့ဒီဖနက်လေးကိုကျွန်တော်တို့ customer ကြီးပို့ပေးလိုက်ပါတော့မယ်ဒီနေ့ review ကဒီလိုပါပဲဒါပါပဲ bye bye